ကမ်းခြေတစ်ခုမှာတည်ဆောက်နေတဲ့လူတစ်ယောက်ကိုတွေ့တယ်လို့မြင်အောင်ကြည့်လိုက်ပါသူစီမှာမပေါင်တင်လုံးဝမပါဘူးသူဝတ်ထားတဲ့အဝတ်အစားတွေအကုန်လုံးကတစိမ့် tax တွေကိုတစ်ခုမှကျန်တည်တည်ချာချာဖြတ်ထုတ်ထားတယ်ခန္ဓာကိုယ်ထဲမှာတက်ခွဲလို့မရတဲ့ရှားပစိတ်တွေတွေ့ရပြီးတော့သူ့ရဲ့မြဝတ်အကက်လေးထဲမှာတော့ဘယ်သူမှဖတ်လို့မရတဲ့ယနေ့တိုင်အဖြေရှာမရသေးတဲ့မြဝတ်ကုတ်စာရဲ့အပိုင်းလေးတစ်ခုပါလာခဲ့ပါတယ်ရုပ်ရှင်တွေကစပိုင်ဇလန်တစ်ပေါက်လို့ထင်စရာရှိပေမဲ့ဒါဟာ1948ခုနှစ်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ကမ္ဘာအကြီးဆုံးဗဟိတိတွေကတစ်ခုပါသူဟာဘယ်သူလဲဘာကြောင့်အသက်ခံခဲ့ရတာလဲအားလုံးပဲမင်္ဂလာပါရှင် Spooky Cabin မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့ Australia နိုင်ငံရဲ့သမိုင်းတစ်လျှောက်အထူးဆန်းဆုံးနဲ့ယနေ့တိုင်အဖြေရှာလို့မရသေးတဲ့မှုခင်းတစ်ခုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါရဲ့ရှင်သိပ္ပံပညာရှင်တွေမှုခင်းစုံထောက်တွေနဲ့မြို့ဝတ်ကော့ဖော်ထုတ်တဲ့ပညာရှင်တွေပါဆယ်စုနှစ်80ကျော်တိုင်ခေါင်းကုတ်ခဲ့ရတဲ့အမှုစမာတန်ကန်းကြီးကလူစိမ်းတယောက်အကြောင်းပဲဖြစ်ပါရဲ့ရှင်သူဟာဘယ်သူလဲဘာကြောင့်တည်ဆုံးခဲ့တာလဲသူစီမှာတွေ့ရတဲ့မြို့ဝတ်ကုတ်တွေကရောဘာကိုဆိုလိုတာလဲမိတ်ဆွေရဲ့နှစ်ချက်ကိုတက်ထားလိုက်ပါအဖြေမရှိတဲ့ဗဟိနိတေကိုတူတူဝင်ရောက်ကြည့်ကြရအောင်ပါနော်1948ခုနှစ်နိုဝင်ဘာလ30ရက်နေ့ညနေခင်းဩစတြေးလျနိုင်ငံအက်ဒလိတ်မြို့နာကစမာတန်ကန်ကြီးမှာလင်မယားနှစ်ယောက်လမ်းလျှောက်နေကြပါတယ်သူတို့ဟာကဲချီကရီကာတာနယံကိုမိပြီးထိုင်နေတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီလူဟာညာဘက်လက်ကိုအပေါ်မြှောက်လိုက်ပြီးပြန်ကျသွားတာကိုမြင်လိုက်ရတဲ့အတွက်အရက်မိုးပြီးအိမ်နေတာပဲဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့နောက်နေ့မနက်ဒီဇင်ဘာလ1ရက်နေ့မနက်6နာရီခွဲအချိန်မှာတော့အဲ့ဒီလူဟာမနေ့ကအနေအထားအတိုင်းတတွေ့မသိရှိနေစေပါတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့သူဟာအသက်မရှိတော့ပါဘူးရဲတွေရောက်လာပြီးဘလောင်းကိုစစ်ဆေးတဲ့အခါပထမဆုံးထူးဆန်းမှုတွေကိုစတင်တွေ့ရှိရပါတယ်သူဟာအသက်40ဝန်းကျင်ခန္ဓာကိုယ်တောင်တောင်တင်းတင်းနဲ့အရက်9ပေ17လက်မရှိပါတယ်ထူးခြားတာကသူဟာခြေလုံးကျွတ်သားရဲ့အလုံးတန်းမှာပြီးခြေမနဲ့ခြေညိုကြားကကွာဟနေပါတယ်ဒါဟာဘဲလီကားကြည့်တဲ့တွေဒါမှမဟုတ်မြင်းစီးကျွမ်းမြင်သူတွေမှာသာတွေ့ရတတ်တဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်ပါပူအိုက်တဲ့ရာသီဥတုဖြစ်ပေမဲ့သူဟာအင်ဂျီလက်ရှိနက်တိုင်ဆွဲတာနဲ့အနှွေးချေကိုအင်ဂျီကိုထပ်ဝတ်ထားပါတယ်ဖနက်ကလည်းတဲတောင်ပြင်ပေါ်လာတဲ့သူနဲ့မတူပဲပြောင်းလဲနေအောင်တိုက်ထားတယ်တရေဖနက်ကိုစီထားပါတယ်အထူးဆုံးကတော့သူ့အိတ်ထဲမှာဘတ်စကာလက်မှတ်တစ်စောင်လက်ထားလက်မှတ်တစ်စောင်ခေါင်းဘီတစ်ချောင်းတာချထိုးရန်တစ်ချောင်းနဲ့ secret ဘူးတစ်ခုပဲပါပါတယ်သူ့ကိုဘယ်သူပဲဝမှန်းသိနိုင်မဲ့မပုံတင်ပတ်စံအိတ်လုံးဝမပါခဲ့ပါဘူးပို့ပြီးကြက်တီးထားစရာကောင်းတာကသူဝတ်ဆင်ထားတဲ့အဝတ်အစားတွေအားလုံးမှာပါတဲ့တစိမ့် brand tax တွေကိုကက်ကြီးနဲ့တိတိကျကျကိုက်ပြီးချက်ထုတ်ထားတာကိုတွေ့လိုက်ရပါတယ်လောင်းကို
ရင်ခွဲစစ်ဆေးတဲ့အခါဒေါက်တာဂျွန်ဒရိုင်ယန်ဟာအံ့ဩစရာကောင်းတဲ့အချက်တွေကိုတွေ့ရပြန်ပါတယ်။လောင်းရင်ဘုံနောက်ထဲမှာသွေးတွေအများကြီးစုပုံနေပါတယ်။တရွက်ရွက်ဟာပုံမှန်ထက်3 ဆလောက်ကြီးနေပြီးအသေးထဲမှာသွေးကြောတွေပိတ်ဆို့နေပါတယ်။အစာရင်ထဲမှာနောက်ဆုံးစားသွားတဲ့မုတ်ကျွင်းကြံကိုတွေ့ရပေမဲ့အစာအစိတ်တင်တာမဟုတ်ပါဘူး။သူဟာနှလုံးရုတ်တရက်ရပ်တန့်သွားတာပါ။ဆရာဝန်ကဒါဟာသဘာဝအတိုင်းသိဆုံးတာမဟုတ်ပဲအစိတ်တင်သိဆုံးတာလို့ကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့သွေးကိုတက်ခွဲစစ်ဆေးတဲ့အခါဘလို့အစိတ်အမျိုးအစားကိုမှရှာမတွေ့ခဲ့ပါဘူး။ဒီနေရာမှာမှုခင်းစေပညာအရာစိတ်ဝင်စားစရာအချက်တစ်ချက်ရှိပါတယ်။ဒေါက်တာဒရိုင်ယာကဒီလိုဟာ digital ဒါမှမဟုတ် strophanthin လို့ခေါ်တဲ့အလွန်ရှားပါတဲ့အစိတ်တစ်မျိုးနဲ့အသက်ခံရတာလို့တန်ရရှိခဲ့ပါတယ်။ digital ဆိုတာက post glove လို့ခေါ်တဲ့ပန်းမင်ကနေထုတ်ယူရရှိပြီးနှလုံးခုန်လုံးကိုပြင်းထန်စွာထိခိုက်စေတဲ့စိတ်တစ်မျိုးပါဒီအစိတ်တွေရဲ့ကြောက်စရာကောင်းဆုံးအချက်ကတော့ခန္ဓာကိုယ်ထဲကိုရောက်ပြီးသိဆုံးသွားရတဲ့တပြိုင်နက်သွေးထဲမှာလျင်မြန်စွာပြည့်ပြည့်သွားပြီးတက်ခွဲစစ်ဆေးလို့လည်းမရတော့တဲ့အစိတ်တွေဖြစ်နေကြပါဒါဟာတာမန်လူတွေလက်လှမ်းမိတဲ့အစိတ်မျိုးမဟုတ်ပါဘူးအမှုကဘာတဲလို့စားမှမရှိပဲလာအတော်ကြာရက်တက်နေခဲ့ပါတယ်ဒါပေမဲ့ဇန်နဝါရီလ14ရက်နေ့မှာအက်တလက်ယထာဘူလာယုံကခရီးဆောင်အိတ်အပ်တဲ့နေရာမှာလွန်ခဲ့တဲ့နိုဝင်ဘာလကတည်းကလာအပ်ထားပြီးဘယ်သူမှလာမရွေးတဲ့အညူရောင်တရအိတ်တစ်လုံးကိုရဲတွေရှာတွေ့ခဲ့ပါတယ်အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါသိဆုံးသူနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေဆိုတာသိကြသွားပါတယ်အဲ့ဒီအိတ်ထဲမှာအဝတ်စားတွေပါပြီးအားလုံးဟာတစိတ်တွေဖြတ်ခံချရပါတယ်ဒါအပြင်အမေရိကန်တော့ဘာဘူးအချီလုံးတစ်လုံးကိုလည်းတွေ့ရပါတယ်အဲ့ဒီအချီလုံးဟာအဲ့ဒီခေတ်ကဩစတြေးလျမှာလုံးဝဝယ်လို့မရတဲ့အမျိုးအစားဖြစ်ပြီးသိဆုံးသူရဲ့ဘောင်းမီကိုဖာထိထားတဲ့အချီကျိုးနဲ့တပုံစံနဲ့ဖြစ်နေပါတယ်ဒီချက်ပို့ပြီးထူးဆန်းတာကသင်္ဘောသားတွေသင်္ဘောပေါ်မှာစာရေးရင်သုံးတဲ့စုပ်တံတစ်ချောင်းပါလာကြပါပဲအဲ့ထဲကအင်္ဂလိပ်ပုံထဲမှာ Tikin ဆိုတဲ့နာမည်ရေးထားတာကိုတွေ့ရပေမဲ့ရဲတွေတနိုင်ငံလုံးအနှံ့လိုက်ရှာတဲ့အခါအဲ့ဒီနာမည်နဲ့လူပြောက်တိုင်ထားတာလုံးဝမရှိပါဘူးရဲတွေကတော့တစိမ့်တွေဂုံဖြတ်ထားတဲ့သူဟာဒီနာမည်၃ခုကိုတမင်သက်သက်ထားခဲ့တာဟာစုံတော့တွေကိုလမ်းလွဲအောင်လုပ်သွားတာပဲလို့သုံးသပ်ခဲ့ကြပါတယ်